ဂျပန်မှာဝတ်တာတို့ထို့အတင်စားရအောင်ရနေပြီနော်ရာသီဥတုကအပြင်ထွက်ဖို့မူပါမလားအဲ့တော့အိမ်မှာပဲစားမယ်ရမ်းလွယ်လို့ရှိကမလုပ်ပြတော့ဘူး तू ကတခါလေးအရေရောအဖက်ကောတခါပြုတ်ပြီးသားကြက်ပြီးသားမလို့ဒီ unit ပပတ်ဆိုထဲမှာဟိုဘက်ဒီဘက်2မိနစ်စီထားရရဲရှုကလိုမျိုးပူပူလေးစားကြည့်ရင်တော့အဲ့ unit ပပတ်ဆိုထဲကို9မိနစ်လောက်အိတ်လိုက်လေးပဲထည့်ပြီးတော့ပြုတ်လိုက်ရရဲအရမ်းလွယ်လို့အဲ့လိုမျိုးမပြုတ်ချင်ဘူးဆိုလို့ရှိရင်လည်းတန်းချီတွေကိုထည့်ပြီးတော့အပူပေးလိုက်လို့ရှိရင်စားလို့ရပါတယ်ရှင်ချင်းဆက်ကပထမထုတ်တော့ကတော့တပူပဲဒါပေမဲ့ချင်းဆက်ကအရန်ကောင်းလို့နှစ်ဘူးလောက်ထည့်ပေးပါဆိုလို့ဒီဟာဘူးသိန်းနဲ့ဘူးကြီးနှစ်ဘူးထည့်ပေးထားရပေါ့နော် Bon appétit မြင်စားကြည့်ကြ Let's go Lúc im nào em? Vô luôn. Trên sao lại lấy pin này bây giờ lên, nó làm mà ya tali đại mà thôi đấy. Ta lấy lấy nút cái bây giờ lấy thúc này ya sao được không? Thằng mẹ chú à, sao lấy chạy đằng luôn thì phải nhiều thì liều nhà bây giờ thêm mấy nó. Ai lấy cái tao chỉ đạo nó ya tali này bây giờ lấy tí chân. Ya chút chua đi. Tao nhớ. Sắp bị đi tao vào nhé. အဲ့လိုမျိုးအပြင်မသွားချင်တဲ့နေ့တွေဆိုလို့ရှိရင်အိမ်မှာပဲဒီလိုမျိုးလွယ်လွယ်ကူကူဝတ်တာတို့လုပ်စားလို့ရတယ်နော်။မှာချင်တယ်ဆိုလို့ရှိရင်တော့ Sugar Roll 9 Star Store မှာဝယ်ရရှိနိုင်ပါတယ်။ဒါကတော့ဆိုင်ရဲ့ page လေးနှစ်ခုနဲ့ဒါကတော့ဆိုင်ရဲ့လိပ်စာလေးပါပေါ့နော်။ရောက်တော့ကတော့အဝါဆိုအေးစစ်စားလို့ရလောက်တယ်။ Sugar အများကြီးစားပြီးအောင်ဒီလောက်လောက်ကြံသေးရဆိုတော့လေ။အဲ့တော့ Sugar မြန်မြန်လေးဆက်စားပြီးတော့အလုပ်သွားလိုက်ပါဦးမယ်။တတား